Magambung dia majo nang tin krum bin nai ten nghe a shen ni te shana lai ti yak la beri tai na nau kum te nang pet dum mai re nghe ayu bang shin ran ni ôm đằng xưa nằm trên khúc mây chân lo ai mơ nằm dần xa ra mong gan thả không suốt nà làm mãi bình khó gió mịt có mắt tay rẽ lưu sẽ lưu mà khác ta lưu ai mà cầm quần ra tệ chế na khám serang yari Magambung dia amajo nang te krum bin nai ten nghe a shen ni te shana lai ti yak la Beritai na nau kun ten nang pet dum mai re nghe ayu bang sing ran ni mong dang shi nang te krum mai ten lo ai ma nam san sa ra mong gan tha krum su na lam mai bin kho mắt tay rẽ lưu sớm mà khác ta lưu ai mà cầm quần rát mẹ chế na khám serang yari မင်္ဂလာပါအခုဆိုရင်တော့ညီမတို့10နာရီမှာအောင်မင်္ဂလာဝေးပြေးဝင်းရနေပြီးတော့စထွက်လာပြီးတော့အခုဆိုရင်တော့115မိုင်လောက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်နေ့လည်စာသုံးဆောင်မှုโอเคအားလုံးပဲကျွန်တော်တို့ဒီနေ့လည်လာတော့ဆောင်မှုကြားခဲ့ပါရှင်ဖြစ်သွားပါတယ်โอเคJena khám serang yari Magambung dia amajo nang te krum bin nai ten nghe a shen ni te shana lai ti yak la Kat ta lưu ai mà cầm quần rát mẹ chế na khám serang yari And I need you and I miss you Cause you know I'd walk 1,000 miles if I could just see you tonight
breakfast ဟောတော့ပြီးပြီဖြစ်အင်းတော့ကြီးအတူသွားရောက်ရင်သွားရင်ပြီးပြီးနေချင်ပါတယ်ရှင်အားလုံး มากำบุงเลียมาโจนั่งเจ็ดครุมบินในแทนเงี้ยฉันนี่เทชนะไหลที่อยากลาบริไตงานเอาคำเทศนั่งเพ่นถึงไม่เป็นเรเงี้ยอายุมันฉัน ရှင်မင်္ဂလာပါအခုဆိုရင်ညီမတို့မနေ့မြန်မာစံတော်ချိန်မနေ့9:15အချိန်မှာဟိုပင်ကနေပြီးတော့ထွက်လာပြီးတော့အခုအင်းတော်ကြီးတရှိရကျေးရွာလုံးတုံကျေးရွာရောက်ရှိနေပြီဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုဆိုရင်တော့ဒါကတော့ home stay နေမယ်မြို့သားဆောင်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုဆိုရင်ဒါမြို့သားဆောင်ရဲ့အဝင်ဝါပေါ့နော်အခုဆိုရင်ရကြလေးဘာလုပ်တင်လဲဆိုတော့သွားပြီးဆက်စုကြည့်လိုက်ရအောင် မင်္ဂလာပါ ခလေးဟောပါ ဟုတ်ကဲ့အခုရဲ့နာမည်လေးဆက်မဖြစ်ပါ ကျွန်တော်နာမည်ဖုန်းမလဲပါခင်ဗျ ဟုတ်ကဲ့အခုလိုပေါ့နော် Star Academy ကျောင်းသားကျောင်းသူရင်းနေနေလူ trip ထွက်လာတဲ့ခါဆက်လေးပြရပါရှင် ဟုတ်ကဲ့ကျွန်တော်ပေါင်းနေတဲ့ထွက်ရင်ခီးပြောပါတယ် ဟုတ်ကဲ့ဘယ်လိုပေါ့နော် trip ထွက်လာတဲ့အကြောင်းနဲ့ဒီလို home stay ကိုစီစဉ်ပေးရတော့အဲ့နေနဲ့ကိုယ့်ရဲ့အမြင်လေးကိုပြရပါရှင် ဟုတ်ဒီမှာကျတော့ဟိုဟာကျေးလက်နေဒေသပြည်သူတွေနဲ့လည်းတသားလေးဖြစ်သွားတယ်ပေါ့နော်ကျွန်တော် Star Trek ကကျောင်းသားကျောင်းသူတွေနဲ့လည်းဒီဟာပြည်သူတွေရဲ့အောင်ဆုံးမဲ့ဟိုဟာလူငယ်မှုကြရတော့တွေ့မြင်ရတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်ဟုတ် ဟုတ်ကဲ့ရှင်အခုဆို home stay စီစဉ်ပေးရလို့အဆောင်လေးနဲ့အခုပေါ့အခုအဲ့အပေါ်စိတ်ကျဉ်တာမျိုးရှိရတာရှင် ဟုတ်ရှိပါတယ်အိမ်သားလေးမသက်လာတကူပဲပေါ့နော်ဟုတ်ကဲ့ပါ အခုလိုမျိုးပြပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါ Hey, lang get oh go by, amen, go by, say goodbye. For some more, say you're very be me do, yeah. Hey, kai ma zo, amat ke le ma na ga ku, ba sai bo, we se ba tu me nya ne, oh pay we do le le. Oh, Jason, we don't live the same as you. Whoa, 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 whoa. Hey, I'm back in London, ain't my day go, has a baby do. There's a zoo don't begin, there's a zoo yeah yeah yeah. The bug won't die out, we don't let lonely get in. 可爱的情人呀，哦，别看着你累。 Oh, Jason, we don't live the same as you. Yeah, yeah, yeah. don't want，只要搬进蓝的，哎妈，这个看着比 ဟုတ်ကဲ့အခုဆိုရင်ကျမတို့ကျောင်းသားကျောင်းသူတွေနေတဲ့ကြာသုံးဆောင်မှုဖုန်းကျောင်းမှာပြင်ဆင်နေကြပြီဖြစ်ပါတယ်ရှင် don't begin。There's a door, yeah yeah yeah。The bug won't die out, we don't let alone, baby。S T A R R E S O U R C E S S T A R R E S O U R C E S S T A ဟုတ်ကဲ့မင်္ဂလာပါအခုဆိုရင်ကျမတို့တောင်းတက်လာ15မိနစ်လောက်တော့ရှိပါပြီနောက်ထပ်နိုင်ဝက်လောက်ဆက်တက်ရအောင်မယ်လို့သတင်းရရှိပါတယ်ရှင် မငါတို့တောင်း ဟုတ်ကဲ့ကိုမင်္ဂလာပါအခုနာမည်နဲ့အခုလိုတောင်းတက်တဲ့အခါမှာဘယ်လိုခံစားရလဲချက်လောက်ဖြေချပေး ကျွန်တော်နာမည်ကတော့လုံမုံထုံးပါတောင်းတတာဘယ်လိုခံစားရလဲဆိုတော့ကျွန်တော်တို့အကောင်းဆုံးတွေကိုခံစားနေလို့အမြင့်ဆုံးတွေတက်ခဲ့ကြတယ်အခုအကောင်းဆုံးတွေကိုခံစားယူပါပါပြီပြန်ဆင်းတော့ပါမယ် ဟုတ်ကဲ့အခုလိုဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် မင်္ဂလာပါညီမလေးနာမည်နဲ့အခုလိုတောင်းမတက်ရဘယ်လိုခံစားရလဲ ညီမနာမည်ကတော့မေသူနိုင်ပါတောင်မတက်အရင်မိုးပါတယ်ဒါပေမဲ့တောင်မရောက်တဲ့ချိန်မှာတော့တော်တော်အေးဝပါတယ် အခုလိုဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ်ညီမလေးနာမည်နဲ့ညီမလေးတောင်းမတက်ရတော့ဘယ်လိုခံစားရလဲချက်လောက်ဖြေချပေးပါ မောတယ်ဒါပထမဆုံးတောင်တက်ဖူးတာပေါ့နော်
အဲ့နဲ့ဒါပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက်ပြောပါတယ် ဟုတ်ကဲ့မင်္ဂလာပါအခုဆိုရင်တော့ညီမတို့တောင်နေရနေပြီးတော့ဒီရွှေတောင်ပေါ်တက်လာခဲ့တာနိုင်ဝဲကြော်လောက်ရှိပြီပေါ့နော်အခုဆိုရင်တော့တောင်ထက်ကိုရောက်ရှိလို့နေပါပြီရှင်ကဲအခုဆိုလို့ရှိရင်ရွှေတောင်ဖျားကနေပြီးတော့နမီလောင်ကြီးဖျားကိုသွားဖို့ကျမတို့ဆက်လေတွေအစဉ်သင်းဖြစ်နေပါပြီ ဟုတ်ကဲ့မင်္ဂလာပါညီမတို့အခုဆိုလို့ရှိရင်တော့ရွှေတောင်ဖျားနေပြီးတော့15မိနစ်လောက်ဆက်လေးစီးပြီးတဲ့အခါမှာတော့နမီလောင်နှိဖျားကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်အခုညီမရောက်နေတာတော့နမီလောင်နှိဖျားရဲ့အဝင်အဝပဲဖြစ်ပါတယ်နော်အခုဆိုလို့ရှင်ညီမအထဲသွားပြီးတော့ဖျားကိုကူးမြော်တော့မှာဖြစ်ပါတယ်ညီမနဲ့တူလိုက်ပါကူးမြော်ကြဖို့ဖိတ်ခေါ်ပါတယ်ရှင်ကဲအားလုံးပဲမင်္ဂလာပါရှင်အခုဆိုရင်ကျမတို့နမီလောင်နှိဖျားနေပြီးတော့မုတ်ဆိုးမချေရကိုထုတ်ခါတော့မှာဖြစ်ပါတယ်ရှင်နောက်မိနစ်15မိနစ်လောက်နေလို့ရှိရင်ကျမတို့မုတ်ဆိုးမချေရကိုရောက်ရှိတော့မှာဖြစ်ပါတယ်အားလုံးပဲကျမတို့နဲ့အတူတူလိုက်ပါကဲဖို့ဖိတ်ခေါ်ရပါတယ်အခုဆိုရင်ညီမတို့မုံဆုံးမချေရရှိရနေရကိုရောက်ရှိနေပြီဖြစ်ပါတယ်ရှင်ညီမတို့နဲ့အတူတူလိုက်ပါကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်ကဲမင်္ဂလာပါရှင်အခုဆိုရင်ကျမတို့ကျောင်းသားကျောင်းသူတွေကမုံစမချေရနေပြီးတော့ရွှေမြင့်စီလေးဖျားကိုပြောရင်ရောက်ရှိလို့လာလို့ဖြစ်ပါတယ်ရှင်ဒီရွှေမြင့်စုဖျားမှာပေါ့နော်တနခါသွေးပြီးတော့လိမ့်လို့ရတဲ့နေရာရှိပါတယ်ညီမတို့ကတော့လိမ့်ထားပါတယ်ကျောင်းသားကျောင်းသူတွေအခုအဒီမှာသွေးပြီးတော့လိမ့်နေကြပါတယ်ညီမတို့နဲ့အတူတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ရှင်โอเคကြပါ ကဲညီမလေးမင်္ဂလာပါမင်္ဂလာပါညီမလေးနာမည်လေးဆက်လောင်းမိတ်ဆက်ပေးပါကျွန်မနာမည်ကတော့မခင်ထေရီညွှန်ပါရှင်ညီမလေးဒီဖျားကိုလာပြီးတော့ပူရတဲ့အတွက်ဘယ်လိုခံစားရလဲဆက်လောင်းပြပြပေးပါဒီဖျားကိုလာရဲ့ပူစားလေးတော့ဒီလိုစရာကောင်းတယ်ပေါ့နော်ပြီးတော့ကန်နဲ့လည်းအစီပြေတဲ့ခါကြတယ်လေကောင်းတွေတန်းလည်းရတယ်ဒီလားဖျားလာပူတဲ့လူတွေစိတ်ချမ်းသာတယ်ပြီးတော့ဒီမှာတနက်ခိုင်းပါထားပေးထားတယ်တနက်ခိုင်းပါနေပြီးတော့ဟိုလိုပြောလို့တကယ်ချင်းနေအချင်းချင်းပြီးတော့ရှင်နေနဲ့ပေါ့နော်တနက်ခိုင်းလေးပေးလို့ရတယ်ရှင်မိုင်းတနက်ခိုင်းလေးနဲ့ရန်လာနေပါတယ်ဟုတ်တယ်တကယ်ချင်းတော့လေးပေးထားအရန်လာပါလေအခုလိုပြစားပြီးတော့လည်းကျေးဇူးတင်ပါတယ်ညီမလေးတင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါအခုဆိုရင်တော့ညီမတို့ Star Academy ကနေပြီးတော့စီစဉ်တဲ့မြကြီးနားခရီးစဉ်ပေါ့နော်အဲဒီခရီးစဉ်မှာညီမတို့အခုအင်းတော်ကြီးမှာရှိတဲ့လေပတ်ဆရာတွားရောက်လေပတ်ဆရာနေရာတွေကိုတွားရောက်ကြည့်ရှုလေ့လာပြီးတဲ့နောက်မှာတော့အခုညီမတို့ home stay နေထိုင်ရနေရာကိုပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်ရှင်
ဟုတ်ကဲ့ရှင်အခုဆိုရင်ညီမဆန်တော်ကျင်းညနေ6:15မိနစ်ရှိပါပြီရှင်။ကျမတို့ညစာစားဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ကျွန်တော်တို့များညစာစားပြီးမှတော့ကာချာရှိုးပွဲဒေသခံတွေကကာချာရှိုးပွဲလေးတစ်ခုစီစဉ်ပြီးတော့ဖျော်ဖြေမယ်လို့သိရပါတယ်ရှင်။ကချင်နဲ့ရှမ်းတိုင်းသားတို့ရဲ့အကားအလှတွေကိုတ िश ူခန်းစားရမှာဖြစ်ပါတယ်ရှင်။ကျွန်မတို့နဲ့တူလိုက်ပါတ िश ူခန်းစားပါလို့ဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဆိုရင်တော့ညီမတို့ညစာတက်ခင်းကျွေးမွေးအခမ်းအနားဖြစ်ပါတယ်ခဏနေတော့ကစားရှိုးပွဲရှိပါတယ်ရှင်ဟုတ်ကဲ့အခုဆိုရင်တော့ညီမတို့ညစာတက်ခင်းကျွေးမွေးအခမ်းအနားဖြစ်ပါတယ်ခဏနေတော့ကစားရှိုးပွဲရှိပါတယ်ရှင်ဟုတ်ကဲ့အခုဆိုရင်ညီမတို့ညစာသုံးဆောင်ပြီးပေါ့နော်ညီမတို့အခုညီမတို့ကျောင်းသားကျောင်းသူတွေအတွက်ကိုကာချာရှိုးပွဲမှာရှာကာချာရှိုးပွဲပြင်ဆင်ပေးထားရပေါ့အဲ့ဒီကိုညီမတို့အခုသွားကြည့်ကြရမှာဖြစ်ပါတယ်ညီမတို့လည်းဒီလိုက်ပါပြီးတော့ဒီရှိုးကိုဖိတ်ခေါ်ပါတယ်ရှင်ကဲညီမတို့ရဲ့နာမည်လေးဆက်လက်တင်ပြပါဦး။ကျွန်မမင်းကြီးလို့ခေါ်ပါတယ်။ဟုတ်တယ်ရပါ။အခုလိုကပြဖျော်ပြသွားတော့မနက်ကပြောပြရရင်လာပါတယ်။ဟုတ်အဲ့ဒါပထမဆုံးချိန်မှာမလို့ကပြဆိုတော့။ညာတော့ပြတာကောင်းတယ်။ဘာလို့လဲရှိတဲ့ခါတော့စိတ်လှရှားမိ။အဲ့လိုဆန္ဒအခုလိုမျိုးပြသပေးရတဲ့ကျေးဇူးများတင်ပါတယ်နေရာမှာဟုတ်ကဲ့ရှင်အခုဆိုလို့ရှိရင်ကျမတို့ရဲ့ Star Academy Hospitality and Tourism Management School ကနေစီစဉ်ပေးတဲ့မြေကြီးနာresearch trip က day 1အောင်မြင်စွာပြီးဆုံးလို့သွားပါပြီရှင်ဟုတ်ကဲ့မနက်ဖြန် day 2အနေနဲ့ညီမတို့မနက်9:00နာရီခွဲကနေပြီးတော့ဒီလုံးတော့ကနေစထွက်ပြီးတော့မြေကြီးနာမှာရှိတဲ့ stone ရေတကွန်ကိုသွားပြီးတော့တွားရောက်လေးလာကြမှာဖြစ်ပါတယ်ရှင်ဆိုရင်ညီမတို့အင်းတော်ရီတီစီကလုံးလုံးကြေးရွာနေပြီးတော့မြေကြီးနာကိုပေါက်ခါရမှာဖြစ်ပါတယ်အခုဆိုရင်တော့မြန်မာစံတော်ချိန်9:00နာရီရှိပါပြီရှင်